မျိုးကောင်းတက်လာတဲ့အချိုမုတ်တဲ့အချင်းကြော်ကြီးကတော့အခန်းသေးတစ်ခန်းဝင်ပြီးသွားတယ်အခန်းက10ပေ4ပေလောက်ပဲရှိပြီးတောင်ရိုးကြီးကဖြစ်နေသေးတယ်ကြော်ကြီးလည်းဂရင်တစ်လုံးနဲ့အိမ်သာတစ်လုံးပဲထည့်ပြီးနေကြည့်သေးတယ်ဟင်းချက်ဖို့အပြားချင်းလေးအောင်ထည့်လိုက်သေးတယ်ကြာလာတော့သူ့အနက်နဲ့သူအစင်ပြေမနေဘူးပေါ့အရင်စိတ်ရှုပ်လာတဲ့ကြော်ကြီးကသူ့မိဘရေစီကပတ်စံထထောင်းပြီးအခန်းပြင်ဖို့လှုပ်လိုက်တယ်ပထမလုံခြုံရေးကိုဦးစားပေးတဲ့အနေနဲ့တကားလုံးအရင်တက်တယ်ပြီးတော့တကားဝပီးရနဲ့ဖနက်စင်အနေနဲ့ရောမိဖို့ကြောင့်ပစ္စည်းရောထားလို့ရမယ်ကပ်ပီနဲ့အမြင့်တစ်ခုလုပ်လိုက်တယ်အလဲမှာပလတ်စင်လေးအောင်လုပ်လိုက်သေးတယ်ပြီးတော့ရှုပ်ဖနက်တွေထိုင်စီရတာအဆင်ပြေအောင်ထိုင်ကုန်အခောက်ကုန်အရှင်လေးတက်လိုက်တယ်ခုနကကပ်ပီနဲ့ရဲ့အလဲစင်ကနေလည်းအပြားရှင်လေးထပ်ထွက်ပြီးတော့တမင်းသားသပွဲလိုသုံးလို့ရတယ်မလိုအပ်တဲ့အချိန်အကုန်ရက်ခောက်သေးလို့ရတယ်ပြီးရင်အတွင်းဘက်မှာနေရာတွေကိုလူတရက်လောက်အထိကြွပြားတွေပက်လက်တက်မယ်ပြီးရင်ကြွပြားကောင်တော်နဲ့ပေးစင်တက်မယ်နောက်ပြီးတွန်းနဲ့တက်မယ်ရေပန်းတက်မယ်အောက်ဘက်ကိုပါကျန်းကင်းနှိပ်လိုက်ပြီးကြွပြားတွေကတ်လိုက်တယ်ပြီးတော့အရင်လိုနမ်းမထွက်အောင်ခေါက်တကားလေးထပ်တက်လိုက်တယ်အပြင်ဘက်မှာလည်းကျန်တဲ့နေရာလေးမှာကစ်ချင်းကောင်တော်တော့အပြည့်လုပ်လိုက်တယ်ဘေးစင်ထဲတယ်မီးဖို့ထားတယ်နေရာကပ်ပြီးနဲ့ထဲတယ်အောက်ဘက်မှာအဝိဆွဆွထဲတယ်ရေခဲတတထားတယ်ပြီးရင်ခေါက်တကားလေးထပ်တက်တယ်အိတ်ဖို့တော့ကတော့အပေါ်မှာတံပရိပစ်ပေးလိုက်တယ်မူတွေခံအောင်တေချာဆုပ်တယ်တသားပြားတွေခင်းနေပြီးတော့မှုရထားတယ်နေရာဘက်တွေကိုစောက်ကူရှင်နေကာထားတယ်ခေါင်းရင်းမှာလည်းနေရာထွင်းပြီး nice stand လုပ်တယ်မီးပလက်ပေါက်တွေထားတယ်စာအုပ်လေးတွေထားတယ်တခြားပစ္စည်းလေးလည်းတင်လို့ရတယ်ချိန်ရင်မှာ projector လေးချိတ်ပြီး TV တိုင်ကြည့်မယ်စိတ်ပါလာရင်ကလိုက်မယ်တစ်ဖက်မှာတော့ကပ်ဘိနက်ထားပြီးအဝတ်စားတွေအိပ်ရခင်းတွေထားမယ်တကားလေးပါပိတ်ထားမယ်အလဲကနေအပြားရှင်လေးထုတ်ပြီးစာကြည့်စပွဲလိုရောအလုပ်စပွဲလိုရောသုံးမယ်ပြီးရင်နောက်ဆုံးနေနဲ့အပေါက်လေးဖောက်ပြီးတော့လေကားလေးတက်လိုက်ရင်တော့ဘယ်လိုပဲချင်းချင်းသူ့နေရာလေးနဲ့သူတတ်တရရနဲ့အစင်မြပြဖြစ်သွားပါပြီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်